နောက်ကြကြက်တောင်မှန်ဝယ်လာတဲ့ဆိုရင်တော့ဒီကြက်သွန်ဖြူရနဲ့ကြက်တောင်မှန်ကြော်လေးကိုချက်စားကြည့်ပါအပေါ်ရန်သားကျွတ်ကလေးနဲ့အတွင်းသားနူးညံ့ပြီးတော့ချက်နီးကယိုရှင်းတဲ့အပြင်စားလို့လည်းကောင်းပါတယ်တန်းစီအောင်စီးထားတဲ့ကြက်တောင်မှန်ကိုအရင်ဆုံးထက်ချမ်းချမ်းမိလိုက်ပါမယ်အဲဒီနောက်မှာတော့ဟင်းချက်အရက်အနေငယ်စားနဲ့ငီကိုကောင်းမုတ်တစုံဘဲငက်ပြာရည်နဲ့ခ ्यू စီအနေငယ်ထဲတမအောင်နေပြီးတော့အရာသာဝင်အောင်နှက်ပေးလိုက်ရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်။အိုးတယ်စီနှင်းငယ်ပူလာရင်တော့ကြက်တောင်မှန်တွေထည့်ကြော်လိုက်ပါမယ်။မီအေးအေးနဲ့ခဏလောက်ကြော်ပြီးတဲ့နောက်မှာအပေါ်ရန်သားတင်းပြီးတော့အနှဲငယ်ကျက်လာပြီဆိုရင်တော့အသင့်သုံးဖို့အတွက်ခတ်ထားလိုက်ပါမယ်။အဲဒီနောက်မှာတော့ဂျင်းကြက်သွန်ဖြူကိုမှွေးနေအောင်စီတက်ပြီးတော့ကြက်တောင်မှန်တွေကိုထည့်လိုက်ပါမယ်။အယောင်လောက်လို့ငရုတ်သီးအနီအစိမ့်နဲ့ကြက်သွန်နီထည့်ပြီးရင်တော့အရသာအတွက်ဘဲငက်ပြာရဲ့အကျဲတစုံထည့်ပြီးတော့မီးပြပြင်းနဲ့မွှေးလာတဲ့အထိတမအောင်မွှေကြော်ပေးလိုက်ရင်တော့ရပါပြီဒီလိုကြော်ထားတဲ့ကြက်သွန်ဖြူကြက်တောင်မှန်ကြော်ကကြက်သွန်ဖြူရနဲ့မွှေးပြန့်နေတဲ့အပြင်အရသာဝင်ပြီးစားလို့ကောင်းတဲ့အတွက်လူကြီးမင်းတို့လည်းအမြန်လိုက်ချက်စားကြည့်လိုက်တော့နော်နောက်ကြငရုတ်ပွားအစိမ်းအသားမြင့်ကြော်စားခြင်းနဲ့ဆိုရင်တော့ကျွန်တော်လုပ်တဲ့နီလန်အတိုင်းလုပ်လို့ရပါတယ်အသားမြင့်တွေကနူးညံ့ဤဆက်ပြီးတော့ထမင်းနဲ့အရန်လိုက်ဖက်ပါတယ်အသားမြင့်လုပ်ဖို့ဆိုရင်တော့ကျွန်တော်ကတော့ဒီမိုးခိုသားကိုပဲရွေးသုံးပြပါတယ်အဲ့လိုဆိုရင်တော့စားတဲ့အခါပိုနူးညံ့ပါတယ်အရင်ဆုံးသူ့ကိုအမြင်လေးတွေရအောင်လီပြီးတော့ဂျင်းကြက်သွန်မေးရီစမ်းပေးလိုက်ပါမယ်စားလက်ဖက်စားစုံတစ်စုံငရုတ်ကောင်းမုတ်ဘဲငက်ပြာရီအနောက်နဲ့ကစုံဦးကောင်းမုတ်အနှဲငယ်ထည့်ပြီးတော့စေးကက်လာတဲ့အထိတမအောင်နေပြီးတဲ့နောက်မှာစီတစုံဆမ်းပြီးတော့အစိုးတက်ကိုထိန်းထားပေးလိုက်ပါမယ်ငရုတ်ပွားစိမ်းဝဲတဲ့အခါအဆက်တက်လေးရဖို့အတွက်ကျွန်တော်ကတော့ဒီခ ्यू ဝင်ငရုတ်တီးကိုပဲရွေးပြပါတယ်အဆက်မစားနိုင်တဲ့သူတွေဆိုရင်တော့အခွန်ပါငရုတ်ပွားကိုသုံးလို့ရပါတယ်အဲဒီနောက်သူ့ကိုအမြင်လေးတွေရအောင်လှီထားပေးလိုက်ပါမယ်အိုးရဲစီနေငယ်နဲ့နှက်ထားတဲ့အသားမြင့်တွေကိုထည့်ကြော်ပေးလိုက်ပါမယ်အဲ့လို့ဆိုရင်တော့အိုးမကတ်တော့ပါဘူးပြီးပြင်းနဲ့အသားတွေကြအောင်ကြော်ပြီးပြီဆိုရင်တော့အသင့်သုံးဖို့အတွက်ခတ်ထားလိုက်ပါမယ်ဆက်လက်ပြီးဂျင်းကြက်သွန်ဖြူငရုတ်တီးကိုမှွေးနေအောင်စီတက်ပြီးတော့ငရုတ်စိမ်းမြင့်တွေကိုထည့်လိုက်ပါမယ်သူတွေစားနှင်းငယ်ပါထည့်ပြီးတော့အားလုံးကိုမှွေကြော်လိုက်ပါမယ်ငရုတ်သီးတွေမကြက်တကြက်ဖြစ်အောင်ကြော်ပြီးပြီဆိုရင်တော့ကြော်ထားတဲ့အသားမြင့်တွေထည့်ပြီးတော့ဘဲငက်ပြာရဲ့ကျဲအနှဲငယ်ဆန်းပေးလိုက်ပါမယ်ပြီးပြင်းနဲ့တမအောင်မှွေကြော်ပေးပြီးရင်တော့အိုးချလို့ရပါပြီငရုတ်ပွားအသားမြင့်ကြော်ကိုဒီလိုချက်ရင်တော့မှွေပြန့်နူးညံ့ပြီးတော့စားကောင်းတဲ့အပြင်ထမင်းနဲ့လိုက်ဖက်တာဖြစ်တဲ့အတွက်လူကြီးမင်းတို့လည်းအမြန်လိုက်ချက်စားကြည့်လိုက်တော့နော်နောက်ကြဝက်ချက်တော့ဝယ်လာတယ်ဆိုရင်တော့လူကြီးမင်းတို့တေချာပေါဝက်ချက်တော့အာဘူးလေးချက်စားကြည့်ပါနူးညံ့တုံဤပူးဆက်မွေးရတာဝင်တဲ့အတွက်စားရတာအရန်ရတာရှိပါတယ်ဝယ်လာတဲ့ဝက်ချက်တော့နှစ်ခုကိုဈေးမတင်ဈေးတဲ့ကိုမိခင်ခိုင်းလို့ရတယ်လို့အိမ်ရောက်မှကိုရိုင်းကင်လို့လည်းရပါတယ်အပေါ်ရန်သားမိကျွမ်းသွားပြီဆိုရင်တော့ရေနွေးနွေးလေးထည့်ပြီးတော့ချစ်ထုတ်လိုက်ပါမယ်ကျွန်တော်လုပ်သလိုမျိုးစီကြောတန်းစင်ထားတဲ့ဝက်ချက်တော့ကဘာညီနှံ့မှမရှိတော့ပါဘူးသူကိုအတုံးလေးတွေတုံးပေးပြီးရဲ့နောက်မှာရေမစူခင်အိုးထဲထည့်ပြီးတော့ညှိနှံ့ပြောင်းလို့ဂျင်းချက်သွုံမိတ်ဟင်းချက်အရက်ထည့်ပြုတ်လိုက်ပါမယ်ပြုံးနေရင်နဲ့အမြုပ်တွေကုံအောင်ဖဲထုတ်ပြီးတဲ့နောက်မှာ3မိနစ်ကနေ5မိနစ်လောက်အထိစက်တည့်ထားပြီးလိုက်ပါမယ်အဲဒီနောက်ပေါင်းရဲဆယ်ထည့်ပြီးတော့ဂျင်းချက်သွုံမိတ်အနှဲငယ်ထဲအမွေရနံ့အတွက်နနက်ပွင့်ကရဝေးရွယ်တစ်ချပူကောင်းငရုတ်တီးကြောင်နဲ့ပိုင်ချီတပြားအရသာအတွက်စားတကြားဘဲငက်ပြားရဲ့ကျဲထမင်းစားစုံတစုံဘဲငက်ပြားရဲ့နောက်လက်ဖက်စားစုံတစုံခ ्यू စီအနေငယ်ဝက်ချက်တောက်တွေမြုပ်သွားအောင်လို့ရေနွေးထဲအဖုံးအုပ်ပြီးတော့မိနစ်20ပေါင်းပေးလိုက်ပါမယ်ဝက်ချက်တောက်တွေကိုပေါင်းပြီးတဲ့နောက်မှာသူတွေကအမွှေးကြိုင်အဖက်တွေဖယ်ထုတ်ပေးလိုက်ပါမယ်နောက်တအိုးမှာကြက်သွန်ဖြူနှုတ်စင်းငရုတ်တီးနီအဆက်ကြိုက်တဲ့သူဆိုရင်တော့ငရုတ်တီးမှုတ်ပါတဲ့ဘဲငက်ပြားရဲ့ကျဲတစုံအချိုမုတ်ထည့်ပြီးတော့မီအေးအေးနဲ့မှွေးနေအောင်မှွေကြော်ပေးလိုက်ပါမယ်အဲဒီနောက်မှာတော့ပေါင်းထားတဲ့ဝက်ချက်တောက်တွေထည့်ပြီးတော့မီးပြင်းနဲ့အနှစ်ကြောင်တဲပေးလိုက်ပါမယ်နောက်ဆုံးအနေနဲ့ကြက်သွန်မိန်နှုတ်စင်းဖြူပေးလိုက်ရင်တော့အိုးချလို့ရပါပြီဒီလိုချက်ထားတဲ့ဝက်ချက်တောက်အာဘူးကပူဆံမွေးအရသာဝင်ပြီးတော့စားလိုက်တဲ့အခါမှာနုနုအီအီလေးနဲ့မို့လို့လူကြီးမင်းတို့လည်းအမြန်လိုက်ချက်စားကြည့်လိုက်တော့နော်